တဲ့တွင်ကများတဲ့တေကငါတို့ချေပွားရများမေးလို့မရတဲ့မတရားတွေကြောင့်နေသားရင်ကြလဲပတ်စံရှိတဲ့အဲဒီကိုနဲ့ယူလိုက်ပါကွာအဲ့ဒါမှလည်းမင်းရဲ့မိမိစိတ်ချမ်းသာမှာပိုးပလန်လို့တက်တီမျိုးနဲ့မိမတိုးချင်နဲ့ဘွားနဲ့ရှင်ချစ်ဆိုတာခိုင်တမ်းမှာပဲစောင်းရတဲ့အေးတဲ့ကြောက်သူချမ်းနေမှာဆိုလေပိုင်ရှင်ရှိတဲ့မျိုးသမီးလေးမလွန့်ချင်မှာမို့